မှောင်မဲနေတဲ့အခန်းထဲမှာဖျောင်းနိုင်ပြီးတစ်ဖြက်ဖြက်နဲ့အမွှေးလိုက်နဲ့နေဝိနေတယ်။ပတိစိတ်တန်တူတူလေးနဲ့မင်းကလေးတယောက်ကထိတ်လန့်နေတဲ့မျက်လုံးတစ်စုံလူတိုင်းမှာဝါသနာဆိုတာရှိတတ်ကြပါတယ်။အင်ဒီရီဆိုတဲ့မင်းကလေးတယောက်ကတော့အဲ့ဒီဝါသနာကပြည်တင်တွက်တာပါ။ဒါပေမဲ့တခါတလေမှာကံကြမ္မာကိုကြိုသိကျင်နေတဲ့စိတ်ကကိုယ့်ရဲ့ကံကြမ္မာကိုပါဖျက်ဆီးပြနိုင်တယ်ဆိုတာသူမှမသိခဲ့ပါဘူး။သူမရှာနေတာအဖြစ်ဒါပေမဲ့သူမတွေ့လိုက်ရတာကအမောင်တုတာမန်ဘေနေစီယာလို့ထင်ခဲ့တဲ့သူကလူသားစားအောက်လန်းစရာတယောက်ဖြစ်နေတဲ့အခါအင်ဒီရီတယောက်ဒီကြောက်ကင်းကနေလွတ်မြောက်နိုင်ပါမလားဒါမှမဟုတ်သူမကိုယ်တိုင်ပဲအောက်လန်းပညာရဲ့တားခေါင်ဖြစ်သွားမလားဒါကတော့ဝါသနာအရာဘေဒီမေးရကနေမမျှော်လင့်ပဲအမောင်လောကသားအောက်လန်းစရာတယောက်ကကြောက်ကင်းထဲကိုရောက်သွားရှာတဲ့မင်းကလေးတယောက်ကဆက်လန်းတွဲလေးပဲဖြစ်ပါတယ်အဆုံးထိဆက်လက်နားထောင်ပေးပါအောင်ရှင်မှောင်မဲနေတဲ့အခန်းချင်းလေးအတွင်းဖျောင်းနိုင်အညီနှစ်တိုင်သာလင်းနေတယ်အခန်းအလဲကောင်မှာအင်ဒီရီတယောက်ကျိုးနဲ့တုံနှောင်ခံထားရတယ်သူမရဲ့မျက်နှာမှာကြောက်လန့်မှုတွေချွေးစည်းတွေနဲ့ပြည့်နေပြီးပါးစပ်ထဲမှာအဝိဇ္ဇတစ်ခုအတင်းအကျပ်သွတ်သွင်းခံထားရတယ်။သူမရဲ့ရှစ်တက်မှာဥကန်ကော်ထိုင်နေတယ်။သူ့ရဲ့မျက်လုံးတွေကနှီမြန်းနေပြီးလက်ထဲမှာရှီဟောင်းကညစ်တန်တစ်ခုကိုကင်ထားတယ်။ဥကန်ကော်ကအေးဆက်ဆက်လေးတန်နဲ့ဘေဒီမေးတာဝါသနာပါတယ်ဆိုမှတော့ကိုယ်တည်တန်းစာကိုကိုယ်တိုင်ရေးရမယ့်နေ့ကိုလည်းသိချင်မှာပေါ့ဟုတ်လားအင်ဒရီဥကန်ကော်ကအင်ဒရီရဲ့လက်ပွားကိုဆက်ယူလိုက်တယ်။အင်ဒရီအတင်းယုံနေတော့လေအောက်လန်းစီရင်ကြောင့်သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးထုံကျင်ပြီးလှုပ်မရဖြစ်နေတယ်။ဦးကန်ကောကကညစ်တန်နဲ့အင်နရီရဲ့လက်ပွားအလဲတက်တဲ့ကိုအရှိန်နဲ့ဆွဲချစ်လိုက်တယ်။အင်နရီတယောက်နာကျင်စွာနဲ့အော်ဟစ်နေပေမဲ့အတန်ကအပြင်ကိုထွက်မလာဘူး။သွေးတွေကလက်ပွားပေါ်မှာစီးကျလာတယ်။ဦးကန်ကောကအဲ့ဒီသွေးတွေကိုကြည့်ပြီးတော့အားရပါးရရှိမွားလိုက်တယ်။ဒီဖြစ်ပျက်တွေအားလုံးကလွန်ခဲ့တဲ့3ရက်ခန့်စခဲ့တာပါ။လွန်ခဲ့တဲ့3ရက်မြို့ပြရဲ့စီကားတဲ့ကော်ဖီဆိုင်တစ်ခုအင်ဒရီနဲ့သူမရဲ့တငယ်ချင်းမေသူတို့စကားပြောနေကြတယ်။နင်တကယ်တော့မလို့လားအင်ဒရီအဲ့ဒီဆရာမြို့ပြင်မှာနေတာနော်ကြားရတာနည်းနည်းတော့ခံမရဆန်တယ်ပြောတာပဲအင်ဒရီတယောက်စိတ်လှုပ်ရှားစွာဖြင့်ရီမောပြီးတောမှာပေါ့မေသူရဲ့ငါရှေ့ရေးကို तू ကအကုန်အတိအကျသိနိုင်တယ်လို့ပြောတယ်ငါဝတနာကိုလည်းနင်သိတာနဲ့ဟာဗီဒီဆရာတယောက်နာမည်ကြီးငါမရောက်ရအောင်တောတက်တာပဲလေဒီလိုနဲ့အင်ဒရီတယောက်တည်းဥကန်ခေါ်ရဲ့အိမ်ကိုပထမဦးဆုံးသွားရှာမိပါတယ်ခြံဝင်းကြီးကကြောက်စရာကောင်းလောက်အောင်တိတ်ဆိတ်နေတယ်တစ်ပင်ကြီးကြီးကအလင်းရောင်ကွယ်ထားတယ်အင်ဒရီအိမ်ထဲကိုဝင်လာတဲ့အချိန်အေးဆက်တဲ့လေတူးကသူ့မအောင်စီးကြိုနေတယ်။ဥကန်ကောကအခန်းထဲမှာအဖြူရောင်ဝတ်စုံနဲ့အေးဆေးစွာထိုင်နေတယ်။သူ့ပုံစံကဆရာတယောက်နဲ့တူတယ်။အရန်ကိုမှတိမ်မွေ့ပြီးတော့ပညာရှိတယောက်နဲ့တောင်တူနေတယ်။လာပါသမီးလာမယ့်အကြောင်းဆရာကြိုသိနေတယ်။သမီးကကံကြမ္မာကိုအရန်ယုံကြည်တာပဲနော်။အင်ဒရီတယောက်အံ့ဩသွားတယ်။သူမရဲ့နာမည်ကိုသူမတော်မပြောရသေးခင်မှာဒီဆရာကြီးကသိနေပါလား။ဆရာကျမနာမည်ကိုဘယ်လိုများသိတာလဲယင်ဥကန်ကောတယောက်ပြုံးလိုက်ပြီးဆရာကလူတွေရဲ့နာမည်တွေမကဘူးသမီးရဲ့သူတို့ရဲ့အသက်ဝိညာဉ်ထဲမှာဘာတွေရေးထားလဲဆိုတာကိုပါမြင်ရတာသမီးလေးရဲ့ဒီချိန်ကစလို့လုံးဝကိုပြောင်းလဲသွားပါတယ်ဥကန်ကောကအင်နရီရဲ့လက်ပွားနှစ်ဖက်ကထွက်လာတဲ့သွေးတွေကိုချစ်ထုတ်လိုက်ပြီးမြေအိုးတစ်ခုထဲကိုထည့်လိုက်တယ်အဲ့ဒီနောက်အခန်းတောင်မှာရှိတဲ့အယုတ်မဲမဲကြီးတစ်ခုရှိမှအဲ့ဒီသွေးခွက်ကိုတင်လိုက်တယ်ဒီနေ့ည12နာရီတိတိမှာတမီးရဲ့ကံကြမ္မာဟာဆရာလက်ထဲကိုအပြီးပိုင်ရောက်လာတော့မယ်။အင်ဒရီရဲ့မျက်လုံးထဲမှာမျက်ရည်တွေစီးကျလာတယ်။သူမဝါသနာအရန်ပါခဲ့တဲ့ပြည်ရင်မေးတဲ့ပညာကအခုသူမကိုတေတွင်းထဲကိုတွန်းပို့နေပြီဖြစ်ပါတယ်။အခန်းပြင်ဘက်ကကြီးကန်းတွေကလည်းအဆက်မပြတ်အော်ဟစ်နေကြတယ်။အင်ဒရီရဲ့စိတ်ထဲကရေရွက်လိုက်တယ်။ဘသူပဲဖြစ်ဖြစ်ကျမကိုလာကယ်ပေးကြပါအောင်။ကျမအရန်ကိုမှနှောင်နှားရနေပါပြီ။မိုးသိထန်စွာရွာသွန်းနေတဲ့ညနေခင်းတစ်ခုမေသူတယောက်သူ့တငယ်ချင်းရဲ့အခန်းကိုမကြာခဏလာရောက်ရှာဖွေနေတတ်တယ်။အင်နရီရဲ့အခန်းကပုံမှန်ထက်ပိုပြီးတော့အေးဆက်နေတယ်။အင်နရီပြောက်နေတာ2ရက်တောင်ရှိပြီဖြစ်တယ်။ဖုန်းခေါ်တော့လဲဆက်ပိတ်ထားတယ်။မေသူတယောက်တကူတည်းရေရွတ်နေရင်ဘယ်တော့လဲအင်နရီရဲ့နင်ဘယ်လီလျှော့သွားနေတာလဲငါအရန်စိတ်ပူနေပြီ။နင်မိသားစုတွေကလည်းအဝေးရောက်နေလို့လေ။မေသူကအင်နရီရဲ့စာရေးစပွဲတွေအဝေးဗီဒီယိုတွေကတင်တွေအကုန်လုံးကိုနှက်ဆက်ဆက်ရှာဖွေတယ်။နောက်ဆုံးမှာတော့ဒဏ်ရာကြီးစာအုပ်လေးတအုပ်ထွက်လာတယ်။အဲ့ဒီစာအုပ်လေးရဲ့ကြားထဲမှာစက်ကူအပိုင်းစာလေးတစ်ခုပြုတ်ကျလာတယ်။အဲ့ဒီစက်ကူပေါ်မှာဝိုင်းဆက်နေတဲ့လက်ရည်နဲ့လိပ်စာတစ်ခုရေးထားတယ်။ဥခန့်ကောတုတ်တန်ဟောင်းလန်းအိမ်အမှတ်44မေသူတယောက်ဒီလိပ်စာအတိုင်းဆိုင်ကယ်ကိုမိုးရဲလေတဲ့အပြေးမောင်းနေပြီးသွားလိုက်တယ်။လမ်းဘေးဝဲရမှာရှိတဲ့တစ်ပင်ကြီးတွေကလက်တံရှည်ကြီးတွေကဲ့သို့သူ့မကိုဖမ်းဆဲတော့မယ့်အတိုင်းထင်နေရတယ်။စက်ကူပေါ်ကလိပ်စာအတိုင်းရောက်သွားတဲ့အချိန်မှာသူမတွေ့လိုက်ရတာကခြံဝင်းအိုကြီးတစ်ခုဒါပေမဲ့ထူးဆန်းနေတာကခြံဝင်းထဲမှာအိမ်မရှိဘဲမီးလောင်ထားတဲ့အိမ်ပြက်ကြီးတစ်ခုပဲရှိနေတယ်။မေသူတယောက်မျက်လုံးပြူးသွားရင်ဒါ
ဒါဘလို့ဖြစ်တာလဲအိမ်တွေပြောတော့ဒီဆရာစီကိုသွားမလို့ဆိုဒီကိုမလာဘူးများလားတခြားကိုရောက်သွားတာလားမိသူတယောက်ခြံဝင်းထဲကိုခြေလန်းတုံတုံရင်းနဲ့ဝင်သွားတဲ့အချိန်နောက်ကနေအတန်တိုးတိုးလေးတစ်ခုထွက်လာတယ်။တမီဒီကိုဘာလာလောက်တာလဲမိသူလမ်းဖြတ်သွားပြီးနောက်လက်ကြည့်လိုက်ရာအနီးနားကတဲစုပ်ထဲကအဖိုးတယောက်ထွက်လာတာကိုတွေ့လိုက်တယ်။အဖိုးရှင်ဒီလိပ်စာမှာဥကန်းကော်ဆိုတဲ့ဆရာတယောက်ရှိသလားကျမတငယ်ချင်းကဒီဆရာကြီးကိုတွားလဲတယ်လို့ဆိုလို့ပါအဖိုးကဥခန့်ကော်ဆိုတဲ့နာမည်ကိုကြားတာနဲ့တပြိုင်နက်မျက်နှာပြတ်သွားတယ်။သူကမေသူလက်ကိုဆွဲပြီးတဲတဲကိုအတင်းဆက်ခေါ်သွားတယ်။တူတူပြောစမ်းသမီးအဲ့ဒီနာမည်ကိုဒီနားမှာလုံးဝမခေါ်နဲ့အဲ့ဒါလူမဟုတ်ဘူး။မြေအောက်ကတက်လာတဲ့မိက္ဆာဒီအိမ်ကလွန်ခဲ့တဲ့7နှစ်ကတည်းကမိလောင်ပြီးလူတွေအကုန်တည်သွားကြပြီ။အဲ့ဒီမှာဘယ်သူမှမရှိဘူး။မေသူတယောက်ကြောက်ရွံ့တဲ့အထိစိတ်တက်သွားတယ်။အင်ဒရီကလူသေးပြီးသားဒီအိမ်ပြက်ကြီးစီကိုဘီလင်လာမေးတာများလား။အဖိုးကဆက်ပြောလိုက်တယ်။ဒါပေမဲ့လည်းတခါတလေလူတွေအဲ့ဒီခြံထဲဝင်သွားတာငါတွေ့ဘူးတယ်။ဒါပေမဲ့ဝင်သွားတဲ့လူပဲရှိတယ်။ပြန်ထွက်လာတဲ့လူတယောက်မှမရှိဘူး။အဲ့ဒီလူတွေကသူ့တငယ်ချင်းတွေလူတိုင်းပေါ်မှာအောင်လဲပညာနဲ့မျက်စိကိုလှည့်တတ်တယ်။ဒီကောင်မလွယ်ဘူး။မေသူကသူမရဲ့ဖုန်းထဲကအိမ်တွေနဲ့ရိုက်ထားတဲ့ဓာတ်ပုံကိုထုတ်ပြလိုက်တယ်။အဖိုးကဓာတ်ပုံကိုကြည့်ရင်လက်တွေတုံလာတယ်။ဒီမိန်းကလေးကိုငါမနေ့ညမြင်လိုက်တယ်။သူကဒီခြံထဲကိုလမ်းလျှောက်ဝင်သွားတာမဟုတ်ဘူး။ခြေထောက်တွေကမြေကြီးနဲ့မထိပဲလွတ်မြောပြီးတော့အထဲကိုဝင်သွားတာအဲ့ဒီအချိန်မေသူဖုန်းထဲကိုမက်ဆေ့တစ်စောင်ဝင်လာတယ်အင်ဒရစ်စီယာဖြစ်တယ်မေသူငါ့ကိုလာခဲ့ပါငါအမောင်ထဲမှာငါခြေထောက်တွေကိုတခုခုကကိုက်စားနေသလိုပဲမေသူတယောက်အော်ဟစ်လိုက်ပြီးအိမ်ပြက်ကြီးစီကိုပြန်ကြည့်လိုက်တယ်အိမ်ပြက်ကြီးရဲ့ပတင်းပေါက်တစ်ခုမှာအင်ဒရီရဲ့မျက်နှာနဲ့စင်တူတဲ့ပုံရိပ်တစ်ခုကိုခဏလေးမြင်ပြီးချက်ချင်းပြောက်ကွယ်သွားတယ်အင်ဒရီမိသူတယောက်တငယ်ချင်းကိုတကြောကြောအော်ခေါ်လိုက်တယ်။အိမ်ပြက်ကြီးတဲ့ကိုဝင်ရကောင်းတော့စဉ်းစားနေစမှာပဲသူမရဲ့ပခုံးကိုအေးဆက်ဆက်လက်တစ်ဖက်ကလာရောက်လာကိုင်းတယ်။လှည့်ကြည့်လိုက်တော့ဥကန့်ကောသူကအင်ရီပေးထားတဲ့လိပ်စာတွေကအတိုင်းဒီလူကဥကန့်ကောဖြစ်ရမယ်လို့ထင်လိုက်တယ်။ဒါပေမဲ့ဒီလူကတကူလုံးကသွေးဆိုးနေတဲ့အနက်ရောင်အင်ကြီးဝတ်ထားတယ်။ဥကန့်ကောကတဖြည်းဖြည်းချင်းပြုံးမြင်လိုက်ပြီးနောက်ထပ်သားကောင်တစ်ကောင်ထပ်တိုးလာပြီပဲ။လာလိုက်ခဲ့ဆိုပြီးတော့ဥကန့်ကောရဲ့အေးဆက်ဆက်လက်ကြီးကမေသူပကုံးကိုဆွဲလစ်လိုက်တဲ့အချိန်မေသူရင်ဘတ်ထဲကအဆောင်တစ်ခုကတောက်ခနဲ့အလင်းပွင့်လာပြီးဥကန့်ကောရဲ့လက်ကိုမိလောင်သလိုနှွတ်ထွက်သွားစေတယ်။ဥကန့်ကောတယောက်နာကျင်စွာနဲ့တွန့်လင်အော်ဟစ်ရင်မင်းစီမှာအစွမ်းတက်တဲ့အကာအကွယ်တစ်ခုပါလာတာပဲ။ဒါပေမဲ့ဒါကမင်းကိုကြကြမကာကွယ်ပေးနိုင်ပါဘူး။မေသူကဒီအခွင့်အရေးကိုအမိရယူပြီးဆိုင်ကယ်စီကိုအသက်လွတ်ပြေးပါတော့တယ်။ဆိုင်ကယ်ဆက်နိုးပြီးထွက်ပြေးတဲ့အချိန်ဆိုင်ကယ်နောက်ကြည့်မှန်နဲ့ကကြည့်လိုက်တဲ့အခါဥကန့်ကောကလူတယောက်မဟုတ်ပဲအရေးမဲကြီးတစ်ခုအဖြစ်ပြောင်းလဲပြီးအိမ်ပြက်ကြီးတဲ့ကိုဝင်သွားတာတွေ့ရတယ်။မိသူတယောက်မောင်းလာလိုက်တာမြို့ပြင်ကတောအကြောင်းတစ်ခုစီကိုပါ။အဲ့ဒီမှာသူမရဲ့ဦးလေးဖြစ်သူဦးမင်းခေါင်ရှိနေတယ်လေ။ဦးမင်းခေါင်ကတာမန်လူလိုနေပေမဲ့တကယ်အထက်လန်းဂမ်ဘီယာပညာရှင်တယောက်ပါ။မိသူတယောက်ကျောင်းပေါ်ကိုပြည့်တက်သွားတဲ့အချိန်ဦးမင်းခေါင်ကဖျားစင်ရှိမှာပတိစိတ်နေတယ်။သူကသူ့ကိုလှည့်မကြည့်ပဲစကားဆပြောလိုက်တယ်။မိသူနင်းနောက်မှာတွင်းညီနဲ့နေပါလာတယ်။အမောင်လောကအကောင်တကောင်နင်းနောက်ကိုလိုက်နေတယ်။မေသူတယောက်ငိုယိုရင်းဦးလေးရဲ့ကဲပေါင်းအိမ်တွေလေတမီးတငယ်ချင်းအိမ်တွေကိုအောင်လန်းဆရာတယောက်ဖမ်းထားတယ်။တမီးသူစီကမက်ဆေ့ရတယ်။သူအသက်အန္တရာယ်ရှိနေပြီထင်ပါရဲ့။ဦးမင်းခေါင်ကရေစင်ခွက်ထဲကိုပရိတ်ရည်တွေထည့်လိုက်ပြီးမေသူဖုန်းကိုရေစင်ခွက်ထဲကိုထည့်လိုက်တယ်။ရေဒီကတဖြည်းဖြည်းမဲလာပြီးအထဲမှာပုံရိပ်တွေပေါ်လာတယ်။ဦးမင်းခေါင်တယောက်မျက်မှောင်ကျုံရင်ဒါဥကန့်ကောမဟုတ်ဘူး။ဒါကလွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းကတည်ဆုံသွားတဲ့ငကန်ဆိုတဲ့အောက်လန်းဆရာပဲသူကလူတွေရဲ့ခန္ဓာကိုယ်အလှည့်ကျဝင်စီးပြီးအသက်ဆက်နေတာအခုမင်းတငယ်ချင်းအင်နရီရဲ့ဝါသနာကတဆင့်ရတဲ့စိတ်ဆွမ်းအားကိုအသုံးပြုပြီးအသက်တပံပြန်လဲမွေးဖွားဖို့ကြိုးစားနေတာပဲအဲ့ဒီအချိန်ကျောင်းဆောင်တစ်ခုလုံးတုန်ခါသွားပြီးအပြင်မှာလေပြင်းတွေတိုက်ခတ်လာတယ်ကြီးကန်းတွေကကျောင်းခေါမိုးပေါ်မှာဝိုင်းအော်နေကြတယ်ကျောင်းဆောင်တကားဝုန်းကနေပွင့်ထွက်သွားပြီးအရှိန်မဲကြီး၃ခုပြေးဝင်လာတယ်အဲ့ဒါတွေကဥကန်းကိုစီခိုင်းလိုက်တဲ့အစီခံဝတ်ညီတွေပါမေသူနေငါးနောက်မှာပဲနေဦးမင်းခေါင်ကမေသူကိုပြောရင်ကျိန်လုံးတစ်လုံးကောက်ကန်လိုက်ပြီးမန်နန်နေရွရွက်လိုက်ရာကျိန်လုံးကရွှေအောင်အလင်းတွေထွက်ပေါ်လာပါတယ်သူကအရှိန်မဲတွေကိုရိုက်ချလိုက်တိုင်းမိဘွားတွေလွတ်ဆင်ထွက်သွားတယ်ဒါကရိုးရိုးရံပွဲမဟုတ်ပဲအလင်းနဲ့အမောင်ရဲ့အားပြိုင်မှုတစ်ခုငကန်မင်းအခုထိမကျွတ်သေးဘူးလားအပြစ်မရှိတဲ့ကောင်မလေးကိုလွတ်လိုက်စမ်းပါလေထဲကဦးကန်းကိုရဲ့အတန်ကြီးကဟိမ့်ထွက်လာပါတယ်မင်းမတားနိုင်ပါဘူးမင်းခေါင်ရဒီကောင်မလေးရဲ့သွေးကငါ့အတွက်အကောင်းဆုံးစီးပဲဒီည12နာရီမှာ तू ကငါ့ကြုံဖြစ်တော့မယ်
ဦးမင်းခေါင်ကတိုက်ပွဲအပြီးမှာအမောတကောနဲ့မေသူမျက်နှာကိုကြည့်လိုက်တယ်။အချိန်မရှိတော့ဘူးမေသူရေငါတို့အခုချက်ချင်းအဲ့ဒီအိမ်ပြက်ကြီးကိုသွားရမယ်။12နာရီထိုးလို့အစီရင်ပြီးသွားရင်အိန္ဒြေရဲ့ဝိညာဉ်ကိုဘယ်တော့မှပြန်ခေါ်လို့ရမှာမဟုတ်တော့ဘူး။ဦးမင်းခေါင်ကအလွယ်ကြီးကိုကောက်လွယ်ဓမြောင်တစ်ချောင်းကိုထုတ်လိုက်စင်မှာပဲမေသူဖုန်းထဲမှာဗီဒီယိုဖိုင်တစ်ခုထုတ်ဝင်လာပြန်တယ်။ဗီဒီယိုဖိုင်ထဲမှာအိန္ဒြေကသွေးရိုင်ထဲမှာလဲနေပြီးသူမရဲ့မျက်လုံးတွေကတဖြည်းဖြည်းနှက်မောင်သွားတာကိုမြင်လိုက်ရတယ်။ည7:45မိနစ်မိုးကဆဲသွားတော့လဲမြူနေနေပိတ်ဖုံးနေတယ်။ဦးမင်းခေါင်နဲ့မေသူတို့အိမ်ပြက်ကြီးရဲ့ဂိတ်ဝါကိုရောက်ရှိလာတယ်။ဦးမင်းခေါင်ရဲ့လက်ထဲမှာအလင်းတစ်ပြက်ပြက်တောက်လောင်နေတဲ့တန်လက်တစ်စင်းကိုကင်ထားတယ်။မေသူနင်ဘာတွေပဲမြင်ရငါနောက်ကနေချစ်တလန်းမှမခွာနဲ့။ဒါကမျက်စိတွေကိုလှည့်ကွက်တွေလှုပ်ထားတဲ့ဝိညာဉ်ထောင်ချောက်တွေပဲ။သူတို့ခြံထဲကိုခြေချလိုက်တာနဲ့တပြိုင်နက်တည်းလေတူးကပြောင်းလဲသွားတယ်။ခြံထဲကတစ်ပင်ချောက်ကြီးတွေကလက်မောင်းကြီးတွေလိုလှုပ်ရှားလာပြီးသူတို့တွေကိုဝိုင်းထားလိုက်တယ်။ရုတ်တရက်မြေကြီးပေါ်မှာရေတွေတွက်လာတယ်။ဟဲမဟုတ်ဘူးဒါတွေကအနံ့ဆိုးတယ်။အနံ့ဆိုးလာတဲ့သွေးတွေပဲ။စက္ကန့်ပိုင်းတွင်းမှာပဲသွေးတွေကမေတုခါလောက်ထိတက်လာပြီးအောက်ကနေလက်တံတွေကသူမခြေထောက်ကိုဆွဲချသွားတယ်။ဦးလေးတမီးကိုဆွဲနေတယ်အောက်ကိုကျွတ်ကျနေပြီးဦးလေးကဲပါအောင်။ဦးမင်းခေါင်ကတန်လျက်ကိုလေထဲမှာဝေချန်ပြီးမန္တန်တစ်ခုကိုဟိန်းနေအောင်ရွတ်လိုက်တယ်။ဣတိပိတောအရဟံအမောင်တို့တွေကင်းစင်စီတည်း။သူတန်လျက်နဲ့သွေးပြင်ကိုထိုးချလိုက်တဲ့အခါဝုန်းကနေပောက်ကွဲတန်တဲ့အတူသွေးပင်လယ်ကြီးပျောက်ကွယ်သွားပြီးမြေပြင်အစ်စ်ပြန်ပေါ်လာတယ်။ဒါဟာစိတ်ကိုဖျက်ဆီးတဲ့အောက်လိုက်မျက်လက်သာဖြစ်တယ်။အိမ်ပြန်ကြီးရဲ့တကားဝါကိုရောက်ခံဒီမှာအိမ်ထဲကနေအင်ဒရီတယောက်လမ်းလျှောက်ထွက်လာတယ်။သူကအဖြူရောင်ဝတ်စုံလေးကိုဝတ်ထားတယ်။မျက်နှာလေးကလည်းဖြူစင်ပြီးဘာဒဏ်ရာတန်ချက်မှရှိမနေဘူး။မေသူရေနင်လာပြီလားငါအရန်ကြောက်နေတာဒီမှာဘာမှမရှိပါဘူးလာပါအောင်ငါစီကိုလာခဲ့ပါအောင်ငါနေ့ကိုအရန်တတိယနေတာ။မေသူကဝမ်းသာအားရနဲ့အင်ဒရစ်စီကိုပြေးသွားဖို့လုပ်နေစင်မှာပဲဦးမင်းခေါင်ကမေသူပခုံးကိုလှမ်းဆွဲလိုက်တယ်။မသွားနဲ့ကြည်စံအဲ့ဒီအရိတ်ကိုနင်ကြည့်။မေသူတခြားကြည့်လိုက်တော့ရှေ့ကအင်ဒရီရဲ့အရိတ်ကလူပုံစံမဟုတ်ပဲခေါင်းဖြတ်ခံထားရတဲ့တစေကြီးတစ်ကောင်ပဲအရိတ်ဖြစ်နေတယ်။ထိုပုံရိပ်ရောင်ကချက်ချင်းပဲမျက်နှာပြတ်သွားပြီးပါဇက်ကြီးကအကျယ်ကြီးဖျဲပြီးသူတို့စီပြေးကပ်လာတယ်။ဦးမင်းခေါင်ကလက်ထဲမှာအစီရင်ထုံးထားတဲ့သဲတဆုပ်ကိုကျက်ပတ်လိုက်ရာအဲ့ဒီတစေကြီးကမီးလောင်တယ်လို့အော်ဟစ်ပြီးလွတ်စင်ထွက်သွားတယ်။သူတို့အိမ်ထဲကိုဝင်လိုက်တဲ့အချိန်မှာတော့အချိန်ကြီးကအရန်ကိုစူးဝါးနေပါပြီ။အခန်းလေကသွေးရိုင်ထဲမှာအင်ဒရီဟာပက်လက်လန်ရဲရှိပြီးသူမအပေါ်မှာဥကန်ကောကခွာထိုင်ကသူမရဲ့နှစ်ဖူးကိုသွေးတွေနဲ့စာရေးနေတယ်။နောက်ကျသွားပြီးမင်းခေါင်နောက်ဆုံးချက်လက်ကိုရေးပြီးတာနဲ့ဒီခန္ဓာကိုယ်ကငါ့အပိုင်ဖြစ်သွားပြီ။ငကန်မင်းရဲ့ရုပ်ညံ့တဲ့အောက်လန်းပညာတွေဒီမှာပဲအဆုံးသတ်ရမယ်။ဥကန်ကောကလက်တစ်ဖက်ဝေရမ်းလိုက်တဲ့အခါအခန်းထဲရန်ကနေအနက်ရောင်မွေတွေရာနဲ့ချီထွက်လာကဦးမင်းခေါင်စီဥတီလာတယ်။တစ်ဖက်မှာလည်းအင်ဒရီရဲ့မျက်လုံးတွေကတဖြည်းဖြည်းအဖြူရောင်ကိုပြောင်းလဲသွားပြီးသူမကကြိုးတွေကိုရုံဖြတ်ကမေသူစီကိုမထင်မထားတဲ့ခွန်အားတွေနဲ့ခုံအောင်လိုက်တယ်။အင်ဒရီကမေသူလက်ပင်ကိုညှစ်ထားပြီးသူမရဲ့ပါးစပ်ကနေအောက်လန်းဆရာကြီးရဲ့အတန်လိုအတန်ဟိမ့်ပြီးထွက်လာတယ်။မေသူနေ့ကငါအရင်တက်ရမယ်။ဦးမင်းခေါင်ကအင်ဒရီကိုလည်းမထိခိုက်စေပဲဥခန်းကောကိုလည်းတားဆီးရမယ့်အကြက်တဲကိုရုတ်တရက်ရောက်သွားတယ်။နာယီအချိန်က12နာရီထိုးဖို့10မိနစ်သာလိုတော့တယ်။အင်ဒရီကမေသူလက်ပင်ကိုအင်အားအလွန်ကျွံနဲ့ညှစ်ထားရမေသူတယောက်မျက်နှာတစ်ခုလုံးပြနန်းလာတယ်။ငကန်မင်းကလေးတယောက်ကခန္ဓာကိုယ်ထဲမှာပုံမနေနဲ့မင်းခုချက်ချင်းထွက်ခဲ့စမ်းဦးမင်းခေါင်ကတန်လင်းကိုမြှောက်ပြီးတော့ဗုဒ္ဓနုတ္တိကာလာကိုအကျယ်ဆုံးဟိဟောက်ရွတ်ဆိုလိုက်တယ်။အဲ့ဒီအချိန်မှာဥခန့်ကောကရီမောရင်လက်ဖြောက်တစ်ချက်တီးလိုက်တယ်။ရုတ်တရက်အခန်းထဲမှာရှိတဲ့ဖျောင်းနိုင်တွေအားလုံးအပြာရောင်ဖြစ်ကိုပြောင်းလဲသွားပြီးအိန္ဒြေရဲ့နောက်ကျောကနေလက်မဲကြီး6ဖက်ထွက်ပေါ်လာတယ်။အဲ့ဒီလက်မဲကြီးတွေကဦးမင်းခေါင်ကိုရိုက်လိုက်တယ်။ဦးမင်းခေါင်တယောက်နေရန်နဲ့စောင့်မိပြီးလဲကျသွားတယ်။ပါဇက်ထဲကနေသွေးစားအချို့အန်ကျလာတယ်။12နာရီထိုးပြီးမင်းခေါင်အိန္ဒြေရဲ့ဝိညာဉ်ကိုငါရဲ့နာနာဘဝစစ်တပ်အတွက်ရစ်ပူစော်လိုက်ပြီးဥခန့်ကောကအိန္ဒြေရဲ့ရင်မတ်တဲ့ကိုဓမြောင်ဖြင့်ထိုးဖို့ရွယ်လိုက်တယ်။အဲ့ဒီအချိန်မှာမေသူကတတိလစ်နူပါဖြစ်တော်လေအိန္ဒြေရဲ့လက်ကောက်ဝတ်ကအမာရွတ်တစ်ခုကိုမြင်လိုက်တယ်။အဲ့ဒါကသူတို့နှစ်ယောက်ငငယ်ကလေးကဂတိပြုထားတဲ့တငယ်ချင်းအမှတ်သား။မေသူကအတန်တိုးတိုးလေးနဲ့လက်အောင်လိုက်တယ်။အိန္ဒြေနင်ပြောခဲ့ဘူးတယ်မလား။ငါတို့ကံကြမ္မာကိုငါတို့ဘက်ကဖန်တီးမှာဆိုဘင်းနေစရာတွေပြောသမှမယုံဘူးဆိုတာတတိယဆန်းအင်ဒရီရဲ့ခန္ဓာကိုယ်ထဲမှာတိုက်ပွဲတစ်ခုလိုဖြစ်နေတယ်။သူမရဲ့စိတ်အာရုံထဲမှာအမောင်တူကြီးတစ်ခုကသူမကိုဝါမျိုးနေစဉ်မေသူရဲ့အတန်လေးကြောင့်အလင်းဆက်တစ်ခုပေါ်လာတယ်။အင်ဒရီရဲ့စိတ်ထဲမှာငါဘဝကိုဘသူ့မှအဆုံးဖြတ်မခံနိုင်ဘူး။အင်ဒရီရဲ့မျက်လုံးတွေတုန်ခါလာပြီးသူမလက်ထဲကဘေးရင်အဆောင်လို့ထင်ခဲ့တဲ့အောက်လန်းပစ္စည်းတွေအကုန်လုံးကိုအားကုန်သုံးပြီးရိုက်ချိုးပစ်လိုက်တယ်။
ဖောက်ကနေဆိုတဲ့အတန်နဲ့အတူအခန်းထဲမှာအနက်ရောင်မီးခိုးတွေထွက်လာတယ်။ဦးမင်းခေါင်ကအခွင့်အရေးတစ်ခုကိုရုတ်တရက်မြင်လိုက်တယ်။သူကလက်ကသွေးနဲ့တန်လျက်ပေါ်မှာမန်တန်တစ်ခုရေးပြီးလေထဲကိုမြှောက်ပစ်လိုက်တယ်။အလင်းဆက်တွေပွင့်စီတန်လျက်ကလေထဲမှာလဲပတ်ရင်းဆူရှာတဲ့အလင်းတန်းတွေထုတ်လွှတ်လိုက်ရာဥကန်ကောစီခိုင်းထားတဲ့လက်မဲကြီးတွေကမိလောင်သလိုတစ်ဖြက်ဖြက်နဲ့ပျောက်ကွယ်ကုန်တယ်။ဥကန်ကောမှာလည်းအလင်းတန်ကြောင့်မျက်လုံးတွေကွက်မတက်ဖြစ်သွားပြီးအနောက်ကိုနှွတ်ထွက်သွားတယ်။မေသူအင်ဒရီရဲ့နှစ်ဖူးကသွေးစာလုံးကိုနစ်လက်နဲ့အမှန်ဖြစ်လိုက်စမ်းမေသူတယောက်အားကုန်ယုံပြီးအင်ဒရီရဲ့နှစ်ဖူးပေါ်ကသွေးတွေကိုလက်နဲ့ပုတ်ချလိုက်တယ်။အဲ့ဒီချိန်မှာပဲအင်ဒရီရဲ့ပါးစပ်ကနေအမဲရောင်ခုံးငွေကြီးတစ်ခုဝုန်းကနေထွက်သွားပြီးဥကန်ကောရဲ့ကူးထဲကိုပြောင်းဝင်သွားတယ်။ဥကန်ကောရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းအေးပြောကျလာပြီးအသားတွေကမြေကြီးထဲကိုကျုံဝင်သွားတယ်။ငါပြန်လာခဲ့မယ်။မင်းတို့ရဲ့ဝါသနာတွေရှိနေတဲ့၍ငါအတွက်တကားအမြဲတမ်းဖွင့်နေမှာပဲဆိုတဲ့ဟင်းဟောက်တန်ကြီးနဲ့အတူဥကန်ကောတယောက်ပြက်ကွယ်သွားတော့လဲအိမ်ပြက်ကြီးကစတင်ပြိုကျလာတယ်။သူတို့သုံးဦးအမြန်ပြစ်ထွက်လာခဲ့တယ်။ဦးမင်းခေါင်မေသူနဲ့တတိလစ်နေတဲ့အိမ်တွေတော့ကတော့အပြင်ကိုဆက်ထုတ်လာခဲ့တယ်။အပြင်ရောက်လို့အတက်ဝဝရှူပြီးကြည့်လိုက်တဲ့အချိန်မေသူကအိမ်တွေကိုကြည့်လိုက်တယ်။အိမ်တွေတတိပြန်ညာလာတယ်။မေသူငါလွတ်မြောက်လာပြီလား။မေသူကခေါင်းရင်းပြလိုက်တော့လေအိမ်တွေရဲ့လက်ပွားထဲမှာဥကန်ကောရေးခဲ့တဲ့အောက်လန်းတစ်စိတ်ကဖြတ်မရပဲအရေပြားအောက်မှာတစိမ့်စိမ့်ဝင်နေတာကိုတော့မေသူတယောက်မြင်လိုက်ပါ။အဆိုးဆုံးကတော့အင်နရီရဲ့မျက်လုံးထဲမှာခဏတာတွေ့လိုက်ရတဲ့အပြုံးကအင်နရီရဲ့မျက်လုံးမဟုတ်ပဲဥကန်းကောရဲ့အပြုံးတစ်ခုပဲဖြစ်နေတယ်။ဒီလိုနဲ့အင်နရီအိမ်ပြန်ရောက်တာ3ရက်ရှိပါပြီ။အပြင်ပန်းကြည့်ရင်သူမကအေးအေးဆေးဆေးပြန်ဖြစ်သွားသလိုပါပဲ။ဒါပေမဲ့သူမရဲ့အမေဖြစ်သူဒေါ်နီကတော့တမီးဖြစ်သူရဲ့ထူးဆန်းတဲ့အဖြစ်မှုတွေကိုတတိထားမိနေပါတယ်။တမီးရဲ့ထမင်းစားရအောင်လေ။အမေတမီးကြိုက်တဲ့ကြက်သားစီပြန်ဟင်းလေးချက်ထားတယ်။အိမ်နရီကမှောင်မဲနေတဲ့အခန်းတောင်မှာထိုင်နေရင်တဖြည်းဖြည်းလှည့်ကြည့်လိုက်တယ်။သူမရဲ့မျက်လုံးတွေကမှိန်ပြပြဖြစ်နေပြီးနှက်ခမ်းတွေကသွေးမရှိသလိုဖြူလျော်နေတယ်။အမေအသားကတိတ်ကိုအေးဆက်နေတယ်။နည်းနည်းလောက်နှွေးအောင်လုပ်ပေးပါလားယင်။ဒေါ်နီတယောက်ဟင်းအိုးကိုပြက်နှွေးဖို့မိဖို့ကြောင့်နဲ့ဝင်လာတဲ့အချိန်တအိမ်လုံးကမိတွေတစ်ဖက်ဖက်နဲ့ငိမ့်သွားပါတယ်။အမောင်တို့ထဲမှာတောက်ဆိုတဲ့အတန်ကြီးတစ်ခုမျက်နှာချက်ကနေထွက်ပေါ်လာတယ်။ဒေါ်နီတယောက်လက်နှိပ်တံမီနဲ့ထိုးကြည့်လိုက်တဲ့အခါသူမရဲ့ခွေးလေးပေါ်ပေါ်ဟာမိဖို့ကြောင့်ကျမ်းမြင်ပေါ်မှာတေဆုံးလျက်အနေထားနဲ့တွေ့ရတယ်။ထူးဆန်းတာကခွေးရဲ့ကိုယ်ထဲမှာသွေးတစ်ဆက်မှရှိမနေတော့ဘူး။အမလီအိန္ဒြေတမိဗမာလဲအိန္ဒြေဒေါ်နီတယောက်အခန်းထဲပြေးဝင်သွားတဲ့အခါအိန္ဒြေကကရင်ပေါ်မှာထိုင်နေတယ်။ဒါပေမဲ့သူမရဲ့အရှိကနေရံပေါ်မှာပေါ်နေတာလူတယောက်ပုံစံမဟုတ်ပဲရှေ့လျားလုံးနဲ့လက်သေးတွေနဲ့လူအိုကြီးတယောက်ပုံစံဖြစ်နေတယ်။အိန္ဒြေရဲ့ပါးစပ်ကနေလဲမင်းကလေးအတန်မဟုတ်ပဲအိုမင်းရရော်နေတဲ့လူအိုကြီးတယောက်အတန်ထွက်လာတယ်။ဟင်းကအခုမှနှွေးသွားတာအမေ။သူမရဲ့လက်ထဲမှာခွေးရဲ့သွေးတွေပြည့်နေတဲ့ခွက်တစ်ခုကိုကင်ထားပြီးတစိမ့်စိမ့်တောက်နေတာကိုဒေါ်နီမြင်လိုက်ရတဲ့အခါဒေါ်နီတယောက်တတိလစ်မတက်ဖြစ်သွားပါတော့တယ်။ထို့အချိန်မှာပဲအင်နရီရဲ့ညီမငယ်ပူပူကျောင်းကနေပြန်လာပြီးအိမ်ထဲကိုရောက်လာတယ်။မမညီမလေးပိုက်စားပြီ။အင်နရီကပူပူကိုမြင်လိုက်တဲ့အခါသူမရဲ့မျက်လုံးတွေအယောင်တောက်သွားပြီးလေးဘက်ထောက်ကပိုးပိုးစီကိုအရှိန်ဟုန်နဲ့ပြေးဝင်သွားတယ်။ပိုးပိုးကိုနေရာမှာကတ်ထားပြီးသူမရဲ့လက်သေးတွေကပိုးပိုးရဲ့လက်ပြီးနောက်ကိုရောက်လာတယ်။ဝုန်းဆိုတဲ့အတန်နဲ့အတူအင်းရှိတကားပွင့်သွားပြီးမေသူနဲ့ဦးမင်းခေါင်ပြေးဝင်လာတယ်။ဦးမင်းခေါင်ကလက်သေးရပြည့်ရည်ခွက်နဲ့အင်ဒရီစီကိုပြစ်လိုက်တယ်။ဟဲ့မိစ္ဆာထွက်သွားစမ်းပြည့်ရည်ထိလိုက်တဲ့အင်ဒရီရဲ့အရေးပြားကနေမိကိုတွေထွက်လာပြီးသူမဟာနာကျင်ဆောင်အော်ဟစ်ကအနောက်ကိုလွင့်ထွက်သွားပါတယ်။ဒါပေမဲ့ဒီတစ်ခါမှာတော့ဝင်းညီဟာအင်ဒရီကိုတည်းကထွက်မသွားပါဘူး။အင်ဒရီကခေါင်းကို180ဒီဂရီလှည့်ကြည့်ပြီးဦးမင်းခေါင်ကိုဆက်ကြည့်လိုက်ပါတယ်။မင်းခေါင်မင်းနောက်ကျသွားပြီ။ဒီကောင်မလေးရဲ့နှလုံးသားထဲမှာငါအမြင့်တွယ်နေပြီ။မင်းငါ့ကိုတက်ပစ်ချင်ဒီကောင်မလေးကိုပါတက်ရလိမ့်မယ်။ဦးမင်းခေါင်တယောက်တုံဆိုင်သွားပါတယ်။အင်ဒရီကရုတ်တရက်ရီမောရင်အိမ်ရဲ့ပတင်းပေါက်ကနေခုန်ချပြီးအမောင်ထုထဲကိုပျောက်ကွယ်သွားပါတယ်။မေသူကငိုယိုနေရင်အင်ဒရီခုန်ချသွားတဲ့နေရာကိုကြည့်လိုက်တဲ့အခါမြေကြီးပေါ်မှာသွေးနဲ့ရေးထားတဲ့စာတမ်းတစ်ခုကိုတွေ့လိုက်တယ်။မနက်ဖြန်ညတုတ်တန်ဟောင်းမှာငါတို့အဆုံးသတ်ကြမယ်။အိမ်တွေပြောက်ခွဲသွားပြီးနောက်ဦးမင်းခေါင်ကလည်းအချိန်မရှိတော့ကြောင်းသိလိုက်ရတယ်။သူကအခန်းလယ်မှာအဖြူရောင်ပိတ်စနှစ်ခုကိုခင်းလိုက်ပြီးဘေးမှာစီမီခွက်9ခွက်ထွန်းလိုက်တယ်။မေသူနင်တကယ်ဆုံးဖြတ်ပြီးပြီလား။အိမ်တွေရဲ့စိတ်ထဲကိုဝင်ဖို့ဆိုတာနင်းဝညီကိုနင်ကိုယ်တိုင်ခန္ဓာကိုယ်တွေကထုတ်မှရမှာ။စီမီ9ခွက်လုံးမငိမ့်ခင်နင်ပြန်မလာနိုင်ရင်နင်လည်းအဲ့ဒီမှာပဲအပြီးပိုင်ပိတ်မိသွားလိမ့်မယ်။မေသူကခိုင်မာတဲ့စိတ်ဓာတ်နဲ့တမီးကိုအင်ဒရီကကဲခဲ့ဘူးတဲ့ဦးလေးရဲ့အခုတမီးအလှည့်ပဲဦးလေးတမီးသွားမယ်ဦးမင်းခေါင်ကမေသူနှစ်ဖူးကိုအောင်တပြေခတ်နဲ့ပြည့်ရည်ဖြန်းပြီးမန်နန်တစ်ခုရွတ်လိုက်တယ်။
အုံနမောတတဝိညာဉ်စေစားစီရုတ်တရက်လေပြင်းတွေတိုက်ခတ်လာပြီးမေသူခန္ဓာကိုတုန်ခါသွားတယ်။သူမရဲ့ဝိညာဉ်ကခန္ဓာကိုယ်ကနေလွင့်ထွက်သွားပြီးအနက်ရောင်ဝဲကရဲ့ကြီးတစ်ခုတည်းကိုဆက်ယူခြင်းခံလိုက်ရတယ်။မေသူတယောက်မျက်လုံးဖွင့်လိုက်တဲ့အချိန်သူမရောက်နေတဲ့နေရာအင်နရီတို့ငငယ်ကဆော့ကစားခဲ့တဲ့ပန်းချံလေးတစ်ခုဖြစ်နေတယ်။ဒါပေမဲ့အရာအလုံးကမီးလောင်ပြားကျနေပြီးကောင်းကင်တစ်ခုလုံးသွေးရောင်လွှမ်းနေတယ်။အင်နရီနေမမလဲထို့စဉ်အင်နရီရဲ့ငိုတံကိုကြားလိုက်ရတယ်။မေသူပြေးသွားကြည့်တဲ့အခါအင်နရီမှာတန်ကြိုးအနှက်ကြီးနဲ့တုံနှောင်ခံထားရပြီးသူမရဲ့ပြီးမှာဦးကန့်ကော်ရဲ့ဝင်းကြီးကအင်နရီရဲ့စိတ်ဆွမ်းအင်ကိုစောက်ယူနေတယ်။ဦးကန့်ကော်တယောက်အော်ကြီးဟစ်ကျဲနဲ့ရီမောရင်နောက်ထပ်တယောက်တိုးလာပြန်ပြီပဲဒီတခါနင်တို့နှစ်ယောက်လုံးကိုငါရဲ့ထာဝရကြုံအဖြစ်ထားခဲ့မယ်။တစ်ဖက်တွင်လည်းဦးမင်းကောင်စောင့်နေတဲ့အခန်းထဲကိုအင်နရီတယောက်ဝန်းကနေပြေးဝင်လာတယ်။ဒါကမိစ္ဆာဝင်စည်းနေတဲ့အင်နရီရဲ့ခန္ဓာကိုယ်သူမရဲ့လက်သေးတွေကရှည်လျားနေပြီးမျက်လုံးတွေကညှိရဲနေတယ်။မင်းကောင်စီစဉ်ကိုဖျက်လိုက်စမ်းမဟုတ်ရင်ဒီမေသူရဲ့အသားမဲ့ခန္ဓာကိုငါအခုပဲတစစီဆွဲဖြစ်ဖြစ်မယ်။ဦးမင်းကောင်သည်မေသူဝိညာဉ်ပြန်လာရင်အစီရင်တွေကိုထိန်းထားရတယ်လို့အင်နရီရဲ့တိုက်ခတ်မှုကိုလည်းခုခံနေရတယ်။စီမီကွက်9ခွက်အနက်3ခွက်မှာလေမတိုက်ဘဲနဲ့ငြိမ်သွားတယ်။မေသူမြန်လို့အချိန်ကုန်တော့မယ်။စိတ်အာယုန်ထဲမှာမေသူကသူမရဲ့ရှင်ဘက်ကအဆောင်ကိုဖြုတ်ပြီးအင်နရီစီကိုအားကုန်နှွှတ်ပစ်လိုက်တယ်။အင်နရီဒါကိုဖမ်းလိုက်နင်ဟာနင်ပဲဘသူကြုံမှမဟုတ်ဘူး။အဆောင်ကအင်နရီရဲ့လက်ထဲကိုရောက်သွားတဲ့အခါရွှေအောင်အလင်းတန်းတွေပောက်ကွဲထွက်လာပြီးဥကန့်ကောကိုလွတ်ထွက်သွားစီတယ်။အင်နရီရဲ့တန်ကြိုးတွေလည်းပြုတ်ထွက်သွားတယ်။သို့တော့ဥကန့်ကောကနောက်ဆုံးလက်နဲ့အနေနဲ့မေသူကိုကြောက်နှက်ကြီးတဲ့ကိုတွန်းချလိုက်တယ်။အပြင်လောကမှာလည်းစီမီခွက်နောက်ဆုံးတစ်ခွက်သာကျန်တော့တယ်။ဦးမင်းခေါင်ကအင်နရီရဲ့ညှစ်ထားခြင်းကိုခံနေရသဖြင့်အသက်ရှူကအယမ်းခက်ခဲနေတယ်။ရုတ်တရက်မေသူခန္ဓာကိုယ်ကမျက်လုံးပွင့်လာတယ်။သို့တော့သူမရဲ့မျက်လုံးတွေကစိမ့်ဖက်ဖက်အယောင်ဖြစ်နေတယ်။ပြီးတော့သူမကဦးမင်းခေါင်ကိုကြည့်ပြီးထူးဆန်းတဲ့လေသံနဲ့ပြောလိုက်တယ်။ဦးလေးရေသမီးပြန်လာပြီ။ဒါပေမဲ့သမီးတယောက်တည်းပြန်လာတာတော့မဟုတ်ဘူး။ဦးမင်းခေါင်ကလေဘိညစ်ခံထားတဲ့အခြေအနေကနေအာတင်မီမေသူကိုမော့ကြည့်လိုက်တယ်။မေသူလက်ထဲမှာဦးကန့်ကော်ရဲ့သွေးစွန်းနေတဲ့ကညစ်တံတစ်ခုမြင်လိုက်တဲ့အခါဦးမင်းခေါင်ရဲ့မျက်လုံးတွေပြူးသွားတယ်။မေသူနင်ဘာတွေယူလာတာလဲဒါကဦးကန့်ကော်ရဲ့အသက်ပဲဦးလေဒါရှိမှအင်နရီကိုကယ်လို့ရမှာမေသူကကညစ်တံနဲ့အင်နရီရဲ့ရင်ဘတ်ကိုထိုးဖို့လုပ်နေတဲ့အချိန်မိစ္ဆာဝန်စည်းခံထားတဲ့အင်နရီကရုတ်တရက်တာမန်လူတယောက်လိုဖြစ်သွားတယ်နောက်ပြီးငိုယိုပြီးတော့အတန်ထွက်လာတယ်မလုပ်ပါနဲ့မေသူရဲ့ငါ့ကိုမတတ်ပါနဲ့ငါအင်နရီအစ်စ်ပါငါမိစ္ဆာတယောက်မဟုတ်ပါဘူးအခြေအနေတွေကအယမ်းကိုရှုပ်ထွေးသွားပြီအင်နရီရဲ့ကိုယ်ထဲကမိစ္ဆာကဘယ်ရောက်သွားမှမသိပဲအင်နရီဟန်ဆောင်ပြီးအကူညီတောင်းနေတယ်။မေသူကလည်းမိစ္ဆာကိုတတ်မယ်ဆိုပြီးကညစ်တံကိုကင်ထားပေမဲ့သူမရဲ့မျက်လုံးတွေကမိစ္ဆာတကောင်လိုစိမ့်ဆဲဖက်ဖက်ဖြစ်နေတယ်။ဦးမင်းကောင်တယောက်စိတ်ထဲကနေရေရိုးလိုက်တယ်။ငကန်မင်းကဝိညာဉ်နှစ်ခုလုံးကိုနှစ်ပိုင်းခွဲပြီးတယောက်ကိုအလင်းတယောက်ကိုအမောင်အနေနဲ့ငါ့ကိုလှည့်စားနေတာလား။ရုတ်တရက်မေသူကကညစ်တံနဲ့အင်နရီကိုထိုးရမယ့်အစားကိုလက်ကောက်ဝဲကိုပြန်နှီးလိုက်တယ်။သွေးတွေကကျမ်းမြေပေါ်မှာအစီရင်ဝိုင်းထဲကိုစီးကျသွားပြီးအစီရင်တစ်ခုလုံးအနက်ရောင်ပြောင်းလဲသွားတယ်။မေသူမလုံနဲ့အဲ့ဒါဦးခန့်ကောင်ကနင့်ကိုခိုင်းစားနေတာ။ဦးမင်းကောင်ရဲ့အော်တန်နေကြားမှာမေသူကမရက်တန့်သွားပါဘူး။သူမကသွေးတွေနဲ့ကျမ်းမြေပေါ်မှာမြေပုံတစ်ခုဆွဲလိုက်တယ်။အဲ့ဒီမြေပုံကသူတို့တစ်ခါမှမရောက်ဘူးတဲ့တောင်ကုန်းဟောင်းတစ်ခုရဲ့ပုံစံပါ။မေသူကရုတ်တရက်အတန်ပြောင်းသွားပြီးဒီနေရာကိုလာခဲ့မင်းကောင်ဒီမှာအင်ဒရီရဲ့ဝိညာဉ်အစ်စ်ကိုငါမြုပ်ထားတယ်။အခုနင်တို့ရှိကအင်ဒရီကအခွန်တက်တက်ပဲ။ထို့အချိန်မှာပဲအင်နရီကမေသူကိုခုံအောင်လိုက်ပြီးနှစ်ယောက်သားလုံးထွေးတပ်ပုတ်နေကြပါတယ်။အင်နရီကမေသူလက်ထဲကကညစ်တံကိုလူဖို့ကြိုးစားလိုက်တယ်။အခန်းထဲမှာလေပြင်းတွေတဝုံဝုံတိုက်ခတ်နေပြီးပစ္စည်းတွေလွင့်ဆန်နေတယ်။ဦးမင်းခေါင်ကနှစ်ယောက်စလုံးကိုထိမ့်ဖို့ကြိုးစားပေမဲ့အောင်လန်းပညာရဲ့စွမ်းရည်ကြောင့်အနားတော်ကပ်မြရဖြစ်နေတယ်။မေသူကလှမ်းပြောလိုက်တယ်။ဦးလေးတမီးကိုယုံမှာအင်နရီကိုတတ်လိုက်။ "तू ကမိစ္ဆာမ။အင်နရီကလည်းပြန်ပြောတယ်။မဟုတ်ဘူးဦးလေးမေသူကမိစ္ဆာဝန်စည်းခံထားရတာသူ့ကိုကြည့်အောင်သူတွေးနေဘာလုပ်နေတာလဲဦးမင်းခေါင်တယောက်မိန်းကလေးနှစ်ယောက်ကြားမှာဆုံးဖြတ်ချက်ချရတဲ့ခတ်တဲ့အချိန်ကိုရောက်နေတဲ့အချိန်မှာနေရန်ပေါ်ကအင်နရီနဲ့မေသူရဲ့အရေးနှစ်ခုလုံးကတစ်ခုတည်းအဖြစ်ပေါင်းစည်းသွားပြီးဦးကန့်ကော်ရဲ့ပုံရိပ်အစ်စ်ကြီးပေါ်လာပါတော့တယ်ဦးကန့်ကော်ရဲ့အရေးကြီးကလက်ထဲမှာလွတ်ထားတဲ့ကညစ်တံကိုလှမ်းဖမ်းပြီးဦးမင်းခေါင်ရဲ့ရင်မတ်တက်တဲ့ကိုပြစ်ပေါက်လိုက်တယ်ကညစ်တံကဦးမင်းကောင်ရဲ့ရင်ဘတ်ထဲကိုဆက်ဝင်လူနီးပါအချိန်ဝုံကနေတကားပွတ်ထွက်သွားပြီးခဲရောင်ဝတ်စုံဝတ်ထားတဲ့အမျိုးသားတဦးပြေးဝင်လာကဦးမင်းကောင်ကိုဆက်ဖယ်လိုက်တယ်။ကညစ်တံကတိုင်မှာဆက်ဝင်သွားပြီးတိုင်တိုင်းလုံးမီးလောင်ပြကျသွားတယ်
အင်ဒရီနဲ့မေသူတို့နှစ်ဦးစလုံးကဝညင်မဲ့နေတဲ့ရုပ်သေးရုပ်လေးတွေလိုလေးဘက်ထောက်ကပတင်းပေါက်ကတဆင့်အမောင်ထဲကိုခုန်ချပြောက်ွယ်သွားတယ်။ဦးမင်းခေါင်သည်အသက်ကိုလွတ်ရှူနေရင်သူ့ကိုကယ်တင်လိုက်တဲ့သူကိုလှမ်းကြည့်လိုက်တယ်။ထို့သူမှာတခြားသူမဟုတ်မြို့ပေါ်မှာနာမည်ကြီးနေတဲ့ခင်မီသိပ်ပန်နီးကြစုံတောက်အောင်ကျော်ဖြစ်တယ်။မင်းဘယ်လိုလုပ်ဒီကိုကျွန်တော်ဘေးရင်တွေကိုတိတ်မယုံပါဘူးဆရာကြီး။ဒါပေမဲ့ဒီအပိုင်းပျောက်ဆုံးနေတဲ့မိန်းကလေးတွေရဲ့အမှုတွဲကိုလိုက်ရင်ဦးကန့်ကော်ရဲ့ခြံဝင်းထဲမှာကျွန်တော် CCTV ကင်မရာတွေရိုက်မိတဲ့ပုံရိပ်တွေကတိတ်ပန်နီးနဲ့ရှင်းပြလို့မရဘူးဖြစ်နေတယ်။ဒါကြောင့်ဆရာကြီးစီလာခဲ့တာဗျ။အောင်ကျော်ကသူ့ရဲ့တက်ဘလက်ကိုထုတ်ပြတယ်။အဲ့ဒီထဲမှာအင်ဒရီနဲ့မေသူတို့ကလေထဲမှာလွတ်မျောရင်းမင်းကုန်းတောင်ကုန်းဟောင်းစီကိုဥတီသွားနေတဲ့အပူပေးပုံရိပ်တွေကိုတွေ့လိုက်ရတယ်။ဦးမင်းခေါင်သည်ဒဏ်ရာတွေကိုပေရကျိုးတွေနဲ့စီးနှောင်ကအောင်ကျော်ရဲ့ကားပေါ်ကိုတက်လိုက်တယ်။အောင်ကျော်ရဲ့ကားခင်မီစက်ကရိယာတွေတက်ဆင်ထားတော့လေတောင်ကုန်းချီရင်ကိုရောက်တဲ့အခါစက်ကရိယာတွေအားလုံးအဲ့ဒါတက်ခါရက်တန့်သွားတယ်။စက်တွေအကုန်လုံးအလုံးမလုံးတော့ဘူး။ဒါတန်လိုက်စက်ကွင်းတစ်ခုကဖျက်ဆီးနေတာလား။မဟုတ်ဘူးအောင်ကျော်ဒါအမောင်မြေရဲ့အစီရင်ပဲဒီနေရာကစပြီးငါတို့ချီချင်သွားရမယ်။သူတို့တောင်ကုန်းပေါ်ကိုရောက်တဲ့အခါရှီဟောင်ဖျားပြက်ကြီးတွေနဲ့ကုတင်ငယ်ဟောင်းတွေကိုတွေ့လိုက်ရတယ်။အလဲမှာမိဘုံကြီးတစ်ပုံရှိနေပြီးအင်ဒရီနဲ့မေသူတို့သည်မျက်လုံးတွေပြို့ကျက်လျက်မိဘုံကိုပတ်ကထူးဆန်းတဲ့အကတွေနဲ့ကနေကြတယ်။ဦးကန့်ကော်သည်မိဘုံဘေးမှာထိုင်ရင်းအင်ဒရီနဲ့မေသူတို့ရဲ့စပင်းတွေကိုဖြတ်ကအယုံနှယုံလုပ်နေတယ်။လာလေးမင်းကောင်မင်းကိုစောင့်နေတာဒီညနေမထွက်ခင်ဒီမိမနှစ်ယောက်ရဲ့ဝတ်ညီကိုတယောက်ချင်းစီခွဲပြီးငါရဲ့အရေးစစ်တီတွေအဖြစ်ပြောင်းလဲတော့မယ်။ဦးမင်းခေါင်ကရှေ့တိုးရန်ပြင်ဆင်နေစဉ်အောင်ကျော်ကသူ့လက်ထဲကအတန်လိုင်းလွှတ်ချက်တစ်ခုကိုထုတ်လိုက်တယ်။ဆရာကြီးဂါရာမရွတ်ခင်ဒါကိုအရင်သုံးကြည့်ရအောင်ဝညီဆိုတာစွမ်းရည်တစ်ခုပဲဆိုရင်ဒီအတန်လိုင်းတွေကသူတို့ကိုတုံခါသွားစေရမယ်။အောင်ကျော်ကဆက်ကိုဖွင့်လိုက်တဲ့အခါဆူးရှတဲ့အတန်ကြီးထွက်ပေါ်လာပြီးဦးခန့်ကော်ရဲ့အစီရင်ဝိုင်းကြီးတစ်ခုလုံးတုံခါသွားတယ်။အင်ဒရီနဲ့မေသူတို့သည်နားကိုအုတ်ခါမြေကြီးပေါ်မှာလူးလိမ့်နေကြတယ်။ဦးခန့်ကော်လည်းအံ့ဩသွားပြီးဒေါသတကြီးနဲ့ကြည့်လိုက်တယ်။အလိုဒါဘာမှော့ပညာလဲ။ဦးကန့်ကော်သည်ဒေါသတကြီးနဲ့မြေကြီးကိုလက်နဲ့ပုတ်လိုက်ရာမြေကြီးထဲကအယိုးစုလက်တွေရာနဲ့ချီထွက်ပေါ်လာပြီးအောင်ကျော်နဲ့ဦးမင်းခေါင်ရဲ့ခြေထောက်တွေကိုဖမ်းဆွဲလိုက်တယ်။ထိုအချိန်မှာအင်တွေကမိဘုံတွေကိုခုံချရန်ပြင်ဆင်နေတယ်။မေသူတယောက်တတိပြောင်ဝင်လာပြီးမလုံးနဲ့အင်တွေပြန်လာခဲ့။မေသူကအင်တွေကိုဆွဲထားတော့လေအင်တွေရဲ့ခန္ဓာကိုယ်ကမီးထဲကိုတဖြည်းဖြည်းနှိမ့်ဝင်သွားပြီးသူမရဲ့မျက်နှာကဖျောင်းရုပ်တစ်ခုလိုအရေပြောကျလာတာကိုတွေ့လိုက်ရတယ်။မိဘုံထဲမှာအရေးပြောကြနေတဲ့အင်ဒရီရဲ့ပုံရိပ်ကဦးခန့်ကော်ရဲ့မျက်လှည့်သာဖြစ်ကြောင်းဦးမင်းခေါင်ချက်ချင်းသိလိုက်တယ်။သူကအောင်ကျော်ရဲ့တိတ်ပန်နီးကြအလင်းပေးဆက်ကိုယူပြီးမန်တန်ပိရိတ်တွေနဲ့ပေါင်းဆက်လိုက်တယ်။အောင်ကျော်ဆက်ကိုဗော်လုံးအကုန်ဖွင့်လိုက်။အလင်းကအမောင်ထုရဲ့ဘိုးချက်ကိုထိုးဖောက်ရမယ်။အောင်ကျော်ကဆက်ကိုအမြင့်ဆုံးအားမြင့်လိုက်တဲ့အခါဆူးရှတဲ့အဖြူရောင်အလင်းတန်းကြီးကဦးခန့်ကော်ရဲ့ရင်ဘတ်တက်တဲ့ကိုထိမှန်သွားပါတယ်။ဦးခန့်ကော်ရဲ့ခန္ဓာကိုယ်ဟာအကွဲကြောင်းတွေဖြစ်လာပြီးအထက်ကအနက်ရောင်ဝတ်ညီတွေလွင့်ထွက်လာတယ်။မိသူကအာတင်ပြီးအင်နရီရဲ့ဝတ်ညီပိတ်မိနေတဲ့အယုံမဲကိုမိဘုံတွေကဆွဲထုတ်လိုက်တယ်။ထို့အချိန်မှာပဲဦးခန့်ကောကနောက်ဆုံးအားနဲ့မိသူကိုရန်ပြုတ်ဖို့ကြိုးစားပေမဲ့အောင်ကျော်ကအတန်လိုင်းလွှင့်ဆက်နဲ့ဦးခန့်ကောရဲ့ရုပ်အလောင်းကိုပစ်ခတ်လိုက်ပါတယ်။ဒါကမင်းရဲ့လျှက်စစ်စွမ်းရည်တွေကိုကုံသွားအောင်ငါလုပ်ရတာပဲ။ဦးမင်းခေါင်ကတန်လျက်ကိုမိဘုံနဲ့ထိုးထည့်လိုက်ပြီးမြေကြီးကိုအားကုန်ဆက်ချလိုက်တဲ့အခါတောင်ကုန်းဟောင်းတစ်ခုလုံးတုန်ခါသွားပြီးဦးကန့်ကောဟာမြေအောက်ထဲကိုအော်ဟစ်ရင်းကျုံဝင်ပျောက်ကွယ်သွားပါတော့တယ်။နောက်တနေ့မနက်မိုးလင်းလာတဲ့အခါမှာတော့အရာအလုံးကတိတ်ဆိတ်သွားပါပြီ။အင်ဒရီဟာမေသူရင်ခွင်ထဲမှာသတိပြန်ရလာပါတယ်။သူမရဲ့မျက်လုံးတွေထဲမှာအမှောင်ထုတွေမရှိတော့ဘဲကြည်လင်တဲ့အယောင်တွေပြန်ပေါ်လာပါတယ်။မေသူငါအိမ်မက်ဆိုးကြီးမက်နေတာလားယင်။မေသူကမျက်ရည်တွေကြားပြုံးရင်အိမ်မက်မဟုတ်တော့ဘူးအင်ဒရီရေညင်လွတ်လပ်သွားပြီ။ငါတို့အားလုံးဘေးကင်းသွားကြပြီ။ဒီလိုနဲ့3 လကြာတဲ့အခါအင်ဒီတို့တငယ်ချင်း2 ယောက်ဟာမြို့ပေါ်ကဖုံးကျောင်းတစ်ကျောင်းမှာကုသိုလ်ပြုရင်းနဲ့လှူအားပေးဌာနလေးလုပ်နေကြပါတယ်။အင်ဒီရီဟာအရင်လိုဗီဒီစာအုပ်တွေမဖတ်တော့ဘဲလက်ရှိဘဝကိုပဲတန်ဖိုးထားနေထိုင်လာတတ်ပါတယ်။သူမရဲ့လက်ဘဝကအောက်လန်းတစ်စိတ်ဟာလေဦးမင်းခေါင်ရဲ့ကုသမှုကြောင့်ပျောက်ကွယ်သွားပါပြီ။အောင်ကျော်ကတော့သူ့ရဲ့စုံတောက်ရုံခန်းထဲမှာတိတ်ပန်နဲ့မရှင်းပြနိုင်တဲ့အမှုတွေကိုဦးမင်းခေါင်နဲ့တိုင်ပင်ပြီးတော့ကူညီဖြေရှင်းနေပါတယ်။အင်ဒီရီနဲ့မေသူတို့လမ်းလျှောက်နေရင်ဗီဒီဟောတဲ့ဆိုင်းဘုတ်တစ်ခုကိုဖျက်သွားမိတယ်။အင်ဒရီကခဏရက်ကြည့်ပြီးပြုံးလိုက်တယ်။မေသူကဘာလဲနင်ဘေးရင်ပြန်မေးချင်လို့လား။မမေးတော့ပါဘူးမေသူရေကိုကံကြမ္မာကိုတိုင်မဲရှိတော့မယ်။အဖြေကိုရှာနေမဲ့အစားအဖြေဖြစ်အောင်ပဲနေတော့မယ်နော်တငယ်ချင်း။ဇလန်းလေးလည်းပြီးဆုံးသွားပါပြီ။
ဝါသနာရဲ့ကြောက်ကွင်းမှာပိတ်မိခဲ့တဲ့အင်ဒရီတို့ရဲ့ဇလန်းကတော့ happy ending လေးနဲ့သိနိုင်ခဲ့ပါပြီရှင်။ဒါပေမဲ့လောကမှာအင်ဒရီတို့လိုအမှောင်ကြောက်ကွင်းနဲ့ရောက်ရှိနေတဲ့သူတွေများရှိနေအောင်မလား။တင်ရောဗီဒီယုံကြည်မှုနဲ့ပတ်သက်ပြီးဘလို့ထူးထူးဆန်းဆန်းတွေကြုံမှုတယ်လဲကိုမမဝင်ရောက်ဆွေးနွေးပေးကြပါအောင်။ဗီဒီယိုကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ရှင်။အခု screen မှာပေါ်နေတဲ့နောက်ထပ်ထိတ်လန့်စရာဗီဒီယိုကိုလည်းဆက်လက်ကြည့်ဖို့ဖိတ်ခေါ်လိုက်ပါတယ်။နောက်ပတ်မှာပိုပြီးကြောက်စရာကောင်းတဲ့ဇလန်းသစ်ကြီးတွေလာဖို့ရှိတာမို့ notification bell လေးကိုနှိပ်ထားကြပါအောင်ရှင်။နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်ရှင်။ Bye bye